ကောင်းတုတဆိုတဲ့ဂါဒေါက်တာကြီးကိုဖိတ်ခေါ်ပါတယ်ဦးစင်းလိုပဲကိုပိုင်ရုပ်တံလေးတွေနဲ့ထုတ်ပြန်ပေးပါလို့တကယ်လို့ကိုပိုင်ရုပ်တံနဲ့မထုတ်ပြန်နိုင်ဘူးဆိုရင်တော့ My name is ကောင်းတုတ is အချောက်ကြီးလို့ဦးစင်းဝီရသူကပြောရပါလိမ့်မယ်မင်္ဂလာပါဒီနေ့2026ခုနှစ်တလပိုင်း6ရက်နေ့1389ခုနှစ်ရဲ့ရာသူလပြည့်ကျော်4ရက်ဒီကနေ့ညဦးပိုင်းဖြစ်ပါတယ်ဒီလောကရဲ့စိတ်ခေါ်တာအပိုင်းလေးကိုစတင်ဖွင့်လှစ်လိုက်ပါပြီဗျာဒီကအလက်ကျလာသူကတော့ကောင်းတုတဆိုတဲ့အကောက်ပိုင်ရှင်ဖြစ်ပါတယ်ကောင်းတုတဆိုတဲ့အကောက်ပိုင်ရှင်ကခိုးရိုက်ဗီဒီယိုလေးကိုတင်ထားပြီးတော့ပဆက်ဆက်တို့ပနနေတို့သူ့အတန်နဲ့လွှင့်ထားသလိုဥပဒေကိုလည်းပဲစာနဲ့ရေးသားပြီးတော့အခုလိုမေးခိုင်းထားတာတွေ့ရပါတယ်ဗျဒီထဲမှာပါတဲ့အရာတွေကတဲ့ဘုန်းကြီးဘက်ကပြတဲ့အရာတွေထဲမှာဘာလို့မပါရသလဲတဲ့လာပဲလေတကားတော့မလောပါနဲ့ကျုပ်ကအစင်နိုင်သွားတာပြီးတော့ကျုပ်ကအလုပ်တစ်ခုတည်းမဟုတ်ဘူးကျုပ်ကအလုပ်တွေကတအားများတယ်လာအောင်ပါခင်ဗျားတို့မန္တလေးကတိုင်းဆေးဆိုတဲ့ဆရာမတွေကမနာလိုတို့ရှေဖြစ်ပြီးတော့ဒေါက်ခေဆန်းကြီးကိုဇတ်တူသားစားကြတဲ့အကြောင်းတွေကြုတ်ပြောပါလိုအပ်လို့တဲ့မန်းဝန်ကြီးချုပ်ကနေ9ဦးကော်မတီဘာညာနဲ့ဖွဲ့ပေးလိုက်တဲ့ကော်မတီအဖွဲ့တွေသွားစစ်တုံးကအရာတွေထဲမှာသူတို့ဘက်ကနေတက်ချုပ်ကြီးရဲ့ကိုကဲရေးဆရာပါဆိုတဲ့အကျော်ပြင်ဆရာကြီးဆိုသူကဘယ်တက်ချုပ်ကြီးကိုကိုကဲနေတာလဲဘုန်းကြီးကိုမေးပေးအောင်တဲ့သိချပါတကားတော့ကျုပ်လဲမေးပေးပါမယ်ဒီဗီဒီယိုဖိုင်ကကျုပ်ကအခုမှတွေ့တာဖြစ်လို့ပါဒေါက်တာဆိုင်စေကတုံငယ်ယူရတဲ့နေဆိုလို့ရှိရင်လေလူနာပေါင်းက2000ကျော်ရှိတာပေါ့နော်အဲ့ဒီထဲမှာလူနာတွေရဲ့မိသားစုတွေရောလိုက်ပါပို့ဆောင်သူတွေရောဆိုင်ကယ်ကယ်ရီတို့အိုးဝေးတို့တက္ကစီတို့အဲ့ဒါတွေရောဆိုရင်တော့3000ကျော်လောက်တော့ရှိတယ်ပေါ့အဲ့ဒီလူနာတွေကိုတဲ့အဲ့ကောင်းတုတဆိုတဲ့အကောက်ကပြောသွားလေနားထောင်ကြည့်ကြပါဦးဗျာသူတို့ခိုးကူနေတဲ့နေရာတွေဒီနေရာမှာဒီမှာတွေ့လားဒီလူနာတွေအဲ့မှာတန်းစီပြီးကမှဒီဘက်မှာဟုတ်လားဒီမှာအဲ့ဒါတွေကတောင်တမန်ရွာတွေကဒါဒေါ်လာတွေကိုပတ်စံပေးပြီးမှတန်းစီခိုင်းတယ်ပြောတယ်နော်တောင်တမန်ရွာတွေကတောသားတွေကိုပတ်စံပေးပြီးတန်းစီခိုင်းတယ်တဲ့ကောင်းတုတဆိုတဲ့အကောက်ပိုင်ရှင်တခါကြီးကလည်းဆရာဝန်ပါပဲဆရာဝန်တွေကစာကျက်တာများသွားလို့လားမသိဘူးနော်အတွေးခေါ်လုံးဝမဲ့သွားပြီဒီရွာသားတွေကိုပတ်စံပေးခိုင်းတယ်လို့သူကအဲ့လိုပြောရှာတယ်ဗျာသူ့သတင်းပေးတဲ့သူကလည်းဘလို့ပြပေးလဲမသိဘူးနော်မရပူရတောင်တမန်ဆိုတဲ့အဝေးကြီးကိုလှမ်းပြီးတော့သတင်းရွာလို့များအဲ့ဒီလိုစကြုံတုံတရားတွေပေါ့နော်ခေါင်းမသွားသည်လားမသိပါဘူးဗျာကောင်းတုတနဲ့တွေ့မှာပဲတောင်တမန်ရွာသားတွေကပတ်စံပေးပတ်စံရလို့ဒေါက်ကေဆိုင်ရဲ့ဆေးကားကိုတရုတ်ပြအနေနဲ့စုပြုံတိုးရတယ်လို့ဗျာတောင်တမန်ရွာသားတွေကခမရကိုတရားဆွဲလို့ရတယ်နော်ဒေါက်တာကောင်းတုတကြီးဒီမှာထွက်လာလိမ့်မယ်အဲ့ဖဲကြီးတပွေနော်ဆရာမဗျာဒါကိုကျွန်တော်ကတက်တည်ပြခြင်းလို့နော်ဒီနေရာမှာကျွန်တော်သာပါတယ်ဆိုလို့ရှိရင်ဒီဘဲကြီးဟုတ်လားအကုန်လုံးကောစစ်မေးပြီးကမှဟုတ်လားပြသန်းဆိုပြီးမှမေးလို့ဆိုရင်အဲ့ဘဲကြီးတခါတည်းဟုတ်လားခြေထဲအောင်သွားမှာကိုမပါလို့ပရိပရာဖြစ်ကုန်တာဒီဘေးကဒါဒေါ်ကြီးအောင်သဘောပေါက်လားဒါဒေါ်ကြီးအောင်ကဒါခင်ဆိုင်နဲ့ကိုကူပေါင်းစားနေတာနော်အဲ့ဒီပါဗျနှစ်ချက်ပြောစရာရှိတယ်ဒီနေရာမှာကျွန်တော်သာပါတယ်ဆိုရင်အကုန်လုံးခေါ်စစ်ပြီးမေးပြမှာတဲ့ဒီတခါကြီးလည်းဒီမိုကရေစီမယုံကြည်ကြတာလားဒါမှမဟုတ်အာဏာရှင်ရဲ့အသွေးသားအရင်းတွေများဖြစ်နေမလားမသိဘူးနော်ဒေါက်တာဆိုင်ကြီးပေါ်လောက်တာတော့အာဏာရှင်ဆန်းနေတာပေါ့ဗျာခင်ဗျားတို့ရဲ့လာရဇစ်မြစ်ကိုကျုပ်လိုက်နေပါတယ်ဗျာခင်ဗျားရဲ့ဖိုင်ထဲမှာပါဘူးတယ်မလားဒီဆရာတော်ဆိုတာလဲခက်ကြက်ဆရာတော်မဟုတ်ဘူးဆိုတာလေခင်ဗျားကျုပ်အရေးချင်းကိုသိတယ်ဆိုလို့ရှိရင်တော့ခင်ဗျားနဲ့ကျုပ်ဒီဘွဲမှာထိတ်တိုက်တွေ့ကြပြီပေါ့ဗျာဒေါ်ကြီးအောင်ကားတဲ့ခေဆိုင်ကြီးနဲ့တဲ့ခိုးကူဖို့ပေါင်းစားနေတာတဲ့ဒေါက်တာလို့တော့ပြောတာပဲဒေါက်တာဘွဲဘယ်လိုများရကြတယ်လဲမသိဘူးကဲအုံနောက်တွေးခေါ်တွေကတော့ဦးလီအစ်စ်ကိုမရှိရှာပါဘူးဗျာပြောတော့ဒေါ်ကြီးအောင်ကဒေါက်တာဆိုင်ကြီးနဲ့ခိုးကူပြီးပေါင်းစားနေတာလို့ပြောရှာတယ်နော်ဒေါ်ကြီးအောင်နဲ့ဒေါက်တာဆိုင်ကြီးနဲ့နှစ်ယောက်ပူးပေါင်းပြီးတော့တောက်ထားတဲ့လိုင်စင်ရှိတယ်လုပ်ငန်းလိုင်စင်အဲ့ဒီမှာဒေါ်ကြီးအောင်က
ဒေါက်ခင်ဆိုင်အခက်အခဲဖြစ်တယ်ဆိုလို့ဒေါက်ခင်ဆိုင်နဲ့ကုသဖို့တရင်ပေးထားတဲ့လူနာတွေကိုဒေါ်ကြီးအောင်ကုသပေးနေတာပါပတ်စံတော်တပြားမှမယူပါဘူးဗျာခင်ဗျားကပေါင်းစားဖို့တို့ခိုးကုနေတယ်လို့ဆွဆွဲတဲ့ဒေါက်တာကောင်းသူတာကိုကြိုပြောချင်တာပါလူတယောက်ကိုခင်ဗျားဘာဖြစ်လို့မှုကျိုးမြစ်ချိုအဲ့လိုပြောရတာတော့ဒေါက်ခင်ဆိုင်ရခင်ဗျားကိုဘာတွေများစော်ကားဘူးလို့တော့ဒေါက်ခင်ဆိုင်ရဲ့ဆေးပညာကြောင့်ဘယ်သူတဦးတယောက်များထိခိုက်နစ်နာခဲ့လို့တော့ဒေါ်ကြီးရောခင်ဗျားကိုသိလို့လားခင်ဗျားဒေါ်ကြီးအောင်တော်ကားရအောင်ဒေါ်ရောခမရကိုဘာတွေလုပ်ခဲ့ဘူးလို့လဲခမရရဲ့စကလုံးတွေနဲ့ခမရရဲ့တစ္ဆက်မှုဟာဥပဒေနဲ့ညီစွန်းနေတယ်ဆိုတော့ခမရသိသလားခမရကကောင်းတူဒဆိုတဲ့အကောက်ဘယ်သူမှမသိပါဘူးဆိုပြီးတော့ပုံရှိုးကွယ်ရှိုးလုပ်ပြီးတော့ရဲတင်းနေတာမလားအဲ့တော့ကျုပ်ခမရကိုတခုပြောဦးဝယ်ခမရစကားနဲ့ခမရကိုကျုပ်ပြန်ပြောမှာပေါ့ဗျာ My name is ကောင်းတူတာလို့ရေးထားတယ်ဗျ20ရက်12လ2025တော့အဲ့တော့ My name is ဆိုတဲ့စကားလုံးကိုဘယ်လိုအဓိပ္ပာယ်နဲ့သုံးတယ်လဲမသိဘူးเนาะဆရာမကြီးဒေါက်တာခင်ခင်ကျော်ကလည်း My name is ခင်ခင်ကျော်ဆိုပြီးတော့သုံးသွားတယ်ပြီးတော့ဦးသိန်းဟိုတော်မှသူကဆရာတော်ကလည်းတဲ့ My name is ဝီရတူဆိုပြီးတော့ပြန်မိန့်ကြားလိုက်ပေါ့လို့အဲ့လိုပြောဦးတယ်အဲ့တော့ my name is ကောင်းတူတာကိုပြောရမယ်ဆိုရင်ခင်ဗျာ my name is ကောင်းတူတာပြီးသားတယ်ဆိုလို့ရှိရင်ခင်ဗျာအကောက်အတူလေးနဲ့မိန်းမသားတယောက်ကိုအနိုင်ကျင့်နေတာမရှက်ဘူးလားလို့မေးရမယ်ဗျခင်ဗျာယောက်ျားသားတကယ်စစ်တယ်ဆိုလို့ရှိရင်ဒေါက်တာသဟိန်းတို့လိုကိုပိုင်အကောက်ပရိုဖိုင်အစစ်နဲ့ရုပ်တံတွေထုတ်ပြန်နိုင်ရမယ်ဗျအဲ့လိုမဟုတ်ဘဲနဲ့ခင်ဗျာကနောက်ွယ်လက်မွေးကြီးပုံစံမျိုးနဲ့ဟိုလူကိုစော်ကားလိုက်ဒီလူကိုစော်ကားလိုက်လုပ်နေတယ်ဆိုလို့ရှိရင် my name is ကောင်းတူတာဆိုတာကြီးကအဓိပ္ပာယ်မရှိဘူးဗျအဲ့တော့ကောင်းတူတာဆိုတဲ့ခါဒေါက်တာကြီးကိုဖိတ်ခေါ်ပါတယ်ဥပစင်းလိုပဲကိုပိုင်ရုပ်တံလေးတွေနဲ့ထုတ်ပြန်ပေးပါလို့တကယ်လို့ကိုပိုင်ရုပ်တံနဲ့မထုတ်ပြန်နိုင်ဘူးဆိုရင်တော့ my name is ကောင်းတူတာ is အချောက်ကြီးလို့ဥပစင်းဝီရသူကပြောရပါလိမ့်မယ်အဲ့တော့ဒကာကြီးအချောက်ကြီးဆိုတဲ့ဘက်ကိုယူမလားဒကာကြီးအချောက်မဟုတ်ပါဘူးငါဒေါက်တာကောင်းတူတာဖြစ်ပါတယ်ပြီးတော့ကောင်းတူတာဆိုတာလည်းအကောင့်နာမည်ပါနာမည်အရင်ကဘယ်သူပါဆိုပြီးတော့ထုတ်ပြန်ပြောဆိုမလားပြီးတော့ဒကာကြီးအသိဉာဏ်ရှိပါတယ်ဆိုလို့ရှိရင်အခုစောစောတော့အောက်သမန်တော်သားတွေကိုပတ်စံပွေးပြီးတန်းစီခိုင်းပါတယ်ဆိုတာကြီးကိုလည်းပြန်သုံးသပ်ပါဦးဗျာနော်အဲ့တော့စေလောကရဲ့စိတ်ခေါ်တာအပိုက်လေးစပါပြီဒေါက်တာကောင်းတူတာနဲ့စနေတာပါနော်ပြောစရာတွေလည်းအများကြီးရှိပါသေးတယ်ဒီနေ့တော့ပနာမအနေနဲ့အမီးလေးကျွေးလိုက်ပါတယ်ဗျာဒေါက်တာကောင်းတူတော်ကြီးဦးစင်းရဲ့အမီးလေးကိုမြည်ပြီးတော့ဒီကနေ့ညအိပ်ပျော်ပါစေနော်